Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ခိုင်တို့ပါပြီးခဲ့တဲ့အပိုင်းနဲ့ပတ်သက်တာကြည့်ချင်းတော့ဒီဗီဒီယိုအရင်တော့ကြည့်လိုက်ပါလက်ရှိကျွန်တော်ရဲ့ level က249ဖြစ်သွားပါပြီ Prison သွားလို့ရရဆိုပေမဲ့ကျွန်တော်ဒီ Skyland မှာပဲ fan ခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ Saber Swap က level 125ထိဖြစ်အောင်ကျွန်တော် fan ထားလို့ပဲဖြစ်ပါတယ်ကျွန်တော်ပြမယ်ကြည့်လိုက် Boom Oh my god This is Oh စောက်ရမိုက်တယ်ဒီက Bam တကယ်တော့မိုက်တယ်အခုကတော့ island အသစ်တစ်ခုသွားဖို့အချိန်ရောက်ပြီ Prison ပေါ့နော်ဒါပေမဲ့ကျွန်တော်က Saber level 125ဖြစ်တယ်ဆိုပေမဲ့ swap တွေကို step မတင်တဲ့အတွက်ကြောင့်မလို့ damage ကတော့မထွက်ဘူးဗျနောက်ပြီးကျွန်တော်တို့ server မှာရှိတဲ့လူတစ်ယောက်ကကျွန်တော် Kaido ဆိုပြီးတော့ diamond fruit လာပေးပါတယ်diamond ဂျိုစုစားရတဲ့ diamond fruit ဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကတော့ store လိုက်ပါတယ်ice betterကဲကျွန်တော် Prison ကိုရောက်ပါပြီပုံမှန်ဆိုရင်တော့ level 190ကနေ250အတွင်းက Prison မှာ fan မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီ Saber အတွက် Skyland မှာ fan နေတဲ့အတွက်ကြောင့်မလို့ Prison အခုမှရောက်တာပါရောက်လိုက်ဆိုကျွန်တော်တို့ strong အမှန်ကန်ပြင်းကြပါတယ် Ice bat okay ဒါ Ice awaken လားမသိဘူးအခုသုံးလိုက်တဲ့ spell တွေကငါသုံးလိုက်တာမဟုတ်ဘူးကွာဟိုငါသိတော့မယ်တော်တရားပေါ့ကန်ကောင်းသွားတာရောက်ဟေးဒီကနေလမ်းပြစ်လို့ရလားမသိဘူးတော်တာကွာရလည်းမရဘူးကျွန်တော်သတိမထားမိလိုက်တာကျွန်တော် Warren Cost ကိုယူထားပြီးတော့ Swan ကိုတက်နေခဲ့တာပါ Okay ကျွန်တော်တို့ Swan ကို Cost မနေရတာအော်ငါလည်းပိန်းနိုင်တယ်ကွာခုဆိုရင်တော့ကျွန်တော် boss 3ကောင်တက်ပြီးတော့ island အသစ်တစ်ခုသွားတော့မှာဖြစ်ပါတယ်နောက်တစ်သွားမယ့် island ကတော့ Colossia ဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ Colossia ကိုသွားမယ်ပေါ့နော်ဒီနေ့ကတော့လူတော်တော်လေးစုံနေဗျာဘာလို့လဲဆိုတော့ကျွန်တော်နဲ့တူတူ စောတဲ့သူရဲ့ crew တွေက member တွေအများကြီးဝင်လာပြီပေါ့နော်ဒီမှာဆိုရင်တော်တော်လေးများတယ်Okay အခုကတော့ကျွန်တော်တို့ Colossia ကိုလမ်းမြင်နေရပြီ။အော်ရောဘယ်လိုဖြစ်လို့ဒါကြီးကအခုမှလာတက်နေအောင်။ကဲဒီမှာတော့ကျွန်တော်တို့ quest ယူရမယ်ဗျ။ Okay quest ကကျွန်တော်တို့ Toggle Warrior ခုနကောင်ပြင်းရမယ်။ Okay level ကတော့250။ကျွန်တော်ကူမဲ့လူတွေကတော့အများကြီးပဲပေါ့နော်။အိုးဒီမှာဆိုရင်တော့ PVP တော်တော်လေးကိုချလို့ကောင်းတဲ့နေရာကြီးပေါ့။ဒါပေမဲ့ကျွန်တော် PVP မခေါ်ကြပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်လုံးဝမစောတတ်ပါဘူးဗျ။ဒီမှာဆိုကျွန်တော်လည်းပါလာတဲ့လူတွေက PVP share ချကြတော့မယ်နဲ့တူပဲဟုတ်တယ်ကချနေပြီဒါပေမဲ့ငါနဲ့မဆိုင်ဘူးငါ့ရဲ့တာဝန်ကတော့ Token Warrior ကိုပြင်းပြီးတော့ level တက်အောင်လုပ်ရမယ်တော်တရားကငါ့ကိုလာကူမဲ့อยู่ရှိသေးလို့ Oh my god တေတော့မို့ဗျာဒီ Token Warrior တကောင်လေးပြင်းလို့တေသွားရင်တော့မဟုတ်သေးပါဘူးရအော်ကိုမက်ဖြစ်နေပြီဒီကောင်နဲ့ငါနဲ့ ally မလုပ်ထားလို့နဲ့တူပဲ Let's go boom okay ဒီကောင်မတေသေးဘူး ice bat ဒါပဲသုံးအောင်ကြီးချပြီးသွားပြီ။အော်ရောမလူစုပေးတာ share ပဲ။မအေးပဲဟမ်။အေးရောလုံးဝအလန်းကြီးကွာ။ဟာတက်ရတာလွယ်တော့လွယ်သေး